ယေရှုကိုယုံတာနဲ့ငရဲကလွတ်တယ်ဆိုတာစိတ်ကူးရင်ဆန်တယ်တဘာဝမကြဘူးလို့လာပြောတဲ့သူတွေကိုဘယ်လိုတုံ့ပြန်ရမလဲဘေးနောက်တစ်ခုကကြတော့ကယ်တင်ချင်းရပြီးနှစ်ချင်းမခံလို့ရှိရင်အဲ့ဒီလူဟာကယ်တင်ချင်းရှုံးနိုင်တယ်ဆိုတာကောဟုတ်ပါသလားတဲ့မေခွန်းတစ်ခုဖြစ်ပါတယ်ယေရှုကိုယုံလို့ငရဲကလွတ်တယ်ဆိုတာတကယ်တဘာဝမကြပါဘူးအမှန်တရားနဲ့ကြည့်မယ်ဆိုရင်လူဟာကိုလုံရင်ကိုလုံတဲ့အတိုင်းခံရမယ်ကိုစိုက်တဲ့အတိုင်းရရမယ်ဒါတော့အမှန်တရားပါဒါပေမဲ့တခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းကဂျေဇုတရားလို့ပြောတဲ့အခါမှာကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်တောင်မှလေတစ်ဖက်လူကဘာမှမလုပ်ပေမဲ့လေကိုကသူ့ကိုဂျေဇုပြုပြီးကူညီလိုက်လို့ရှိရင်အဲ့ဒီတစ်ဖက်လူကခံစားရတယ်ဆိုတာကိုဒါပတ်ဝန်းကျင်မှာတော့မှကျွန်တော်တို့မြင်တွေ့ရဖြစ်ပါတယ်အဲ့တော့ခရစ်တော်ရဲ့အသေးခံခြင်းအသွေးသွင်းခြင်းအသက်ပေးခြင်းတကြိုခြင်းကိုခံပြီး၃ရက်နေ့မှာထမြောက်ခြင်းကလည်းဂျေဇုတရားဖြစ်တယ်အဲ့ဒီဂျေဇုတရားကိုယုံကြည်လက်ခံတဲ့သူကတော့တမန်တော်ငရဲကလွတ်တယ်အဲဒါကိုစိတ်ကူးရင်ဆန်တယ်လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့အဲ့ထက်ပိုပြီးစိတ်ကူးရင်ဆန်တဲ့အရာကငရဲကလွတ်အောင်ကိုဟာတကယ်စူးစမ်းနိုင်တယ်လို့ထင်နေတာကပိုပြီးစိတ်ကူးရင်ဆန်ပါတယ်လူသားတွေဟာကိုကောင်းအောင်လုပ်နိုင်လားလို့ပြောလို့ရှိရင်အကန့်အသတ်တစ်ခုထိတော့ကောင်းနိုင်တယ်ဒါပေမဲ့ငရဲကလွတ်အောင်ကောင်းနိုင်တဲ့သူလောကထဲမှာတည်ရောက်မှမရှိတမန်ကျမ်းစာတအုပ်လုံးမှာလဲကိုကျင့်တရားအဖြစ်ကိုရဲ့ကောင်းမှုတွေကြောင့်ငရဲကလွတ်တဲ့သူတယောက်မှမရှိခဲ့ဘူးနော်အဲ့တော့ဓမ္မဟောင်းမှာလည်းပညတ်တရားရှိတဲ့ကာလမှာပင်လင်ရစ်ပူဇော်ခြင်းအလုပ်တွေလုပ်ရတယ်အသွေးသွန်းလောင်းခြင်းအလုပ်တွေလုပ်ရတယ်ဒါကြောင့်ဟေဘရဲအခန်းကြီး9အငယ်20မှာပြောထားတဲ့အတိုင်းပဲအသွေးမသွန်းလောင်းမင်းနဲ့လူဟာအပြစ်လွတ်ခြင်းမရှိပါဘူးတဲ့ဒါကြောင့်ကျွန်တော်တို့လူသားတွေဟာဗီဇအပြစ်ပါနေတဲ့အတွက်ကြောင့်ကိုကျင့်တရားနဲ့ဘလောက်ပဲစ조사နော်အဲ့ဒီကိုကျင့်တရားကိုကျင့်နေတဲ့အထဲမှာပင်လည်းအပြစ်ပါနေတယ်နော်အပြစ်လွတ်အောင်ကျင့်နိုင်တဲ့သူကလည်းတယောက်မှမရှိကိုကျင့်တရားကိုအမိပြုပြီးကောင်းအောင်နေတဲ့သူတိုင်းဘယ်သူမှဆိုမေးကြည့်လိုက်မင်းသိလို့ရှိရင်တကယ်ငရဲကလွတ်တာသိချလားလို့မေးလို့ရှိရင်သူလည်းမသိချဘူးဘာကြောင့်လဲဆိုရင်ကောင်းအောင်လုပ်ဖို့အတွက်အချိန်တွေကအများကြီးလိုအပ်တယ်နော်ဒီထက်မကပို့ပြီးကောင်းအောင်လုပ်ဖို့အတွက်ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတာကိုသူတို့သိရတဲ့ကြောင့်ဖြစ်ပါတယ်အဲ့တော့အလူဒါနအဖြစ်လဲလွတ်နိုင်လားလို့ပြောလို့ရှိရင်ဟေရှာအခန်းကြီး64ထဲမှာပါပြီးသားပဲကိုယ့်ရဲ့အလူဟာလည်းညစ်တော်အဝတ်နဲ့တူတယ်နော်ကိုယ့်ရဲ့ဒီအပြစ်တွေအားလုံးကြေသွားအောင်ထိတော့မလူနိုင်ဘူးဒါကြောင့်မလို့ကိုကျင့်မှငရဲကလွတ်မယ်ဆိုတဲ့ဥစ္စာကလည်းတမန်ကျမ်းစာထဲမှာပါတဲ့ယေရှုတရားရဲ့အောက်မှာစိတ်ကူးရင်ဆန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့တခင်ခရစ်တော်ကိုလိုအပ်တယ်နော်တခင်ခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်အားလုံးတွေလောက်ဝါကားတိုင်းမှာကိုစားအသေးခံပြီးအတူမိပြီးတကြိုချင်းကိုခံပြီးတော့၃ရက်နေ့မှာရှင်မြန်ထမြောက်ခဲ့ပြီဒါကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာယေရှုတရားကိုလက်ခံရရှိတဲ့အတွက်ကြောင့်အပင်ငယ်ကနေလွတ်မြောက်ပါတယ်ဒါပါမဆန်ဘူးဆိုရင်လည်းအတွင်းဝိညာဉ်ထဲမှာဝိညာဉ်မျက်စိပွင့်တဲ့သူဟာဒီအရာကိုခံစားတတ်ပါတယ်ကယ်တင်ခြင်းရတယ်ပြောပြီးတော့နှစ်ချင်းမခံလို့ရှိရင်ကယ်တင်ခြင်းရှုံးနိုင်သလားကယ်တင်ခြင်းရထားတဲ့သူတယောက်ဒီနှစ်ချင်းခံရမယ်ဆိုတာကိုကျမ်းစာထဲမှာပါပြီးသားဖြစ်ပါတယ်တခင်ရှုကိုယ်တိုင်ပြောထားတဲ့ယုံကြည်၍ပဋိစ္စံကိုခံတဲ့သူဟာကယ်တင်ခြင်းရောက်လိမ့်မယ်လို့ပြောထားတာရှိတယ်လို့အေဖက်ခန်းကြီးနှစ်ထဲမှာကြတော့လေဘာအကျင့်တရားမှမလိုဘူးနော်ယုံကြည်သောအဖြစ်ယုံကြည်ယုံတစ်ခုတည်းနဲ့ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်မယ်လို့ပြောထားတာရှိတယ်အဲ့လိုပဲယောမအခန်းကြီး30အငယ်9:10မှာဆိုရင်လေယုံကြည်ရမယ်ဝန်ခံရမယ်အဲ့ဒီယုံကြည်ဝန်ခံခြင်းကကယ်တင်ခြင်းရတယ်လို့ဒါပြန်ပါတယ်အဲ့တော့ရှင်းလင်းနားလည်တော့အောင်ပြောရမယ်ဆိုရင်တခင်ယေရှုခရစ်တော်ကိုတကယ်ယုံကြည်ပြီးကယ်တင်ခြင်းရထားတဲ့သူဟာပဋိစ္စံခံကိုခံပါတယ်အဲ့တော့ပဋိစ္စံမခံဘူးဆိုကြတဲ့ကနေဒါကယ်တင်ခြင်းကိုသဘောမပေါက်သေးဘူးဒါကယ်တင်ခြင်းကိုနားလည်ဖို့လိုအပ်တယ်ကယ်တင်ခြင်းရဲ့ဒီနှစ်ချင်းအရာအကြောင်းကြီးစိတ်ချမှုတွေအပိုင်းမှာလိုအပ်တယ်လို့တော့ကျွန်တော်တို့ထောက်ပြချင်တယ်အဲ့တော့တမန်ကျမ်းစာအတိုင်းခြုံငုံပြီးပြောရမယ်ဆိုရင်ယုံကြည်တဲ့သူကပဋိစ္စံခံပါတယ်နော်ယုံကြည်ပြီးကယ်တင်ခြင်းရတဲ့သူဒီပဋိစ္စံကိုခံပါတယ်ဆိုတဲ့အရာလေးကိုဒါနည်းငယ်မြင်စေခြင်းနဲ့အဲ့ဒီတော့မေးစရာတစ်ခုထပ်ပေါ်လာလိမ့်မယ်တခင်ရှုခရစ်တော်ကိုတကယ်လဲယုံကြည်ထားတဲ့ကယ်တင်ခြင်းစိတ်ချမှုလည်းရှိတယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်နှစ်ချင်းမခံလိုက်ရဘဲနဲ့ဆုံးသွားတဲ့သူသူကတချင်းရလားဆိုရတာပေါ့အဓိကယုံကြည်ခြင်းကအဓိကပဲနော်ဒီနှစ်ချင်းခံခြင်းတာပုံဆောင်ချက်တစ်ခုဒါပေမဲ့ကျွန်တော်တေချာနားလေထားဖို့ကကြတော့ကယ်တင်ခြင်းရထားတယ်အဲ့ဒီကယ်တင်ခြင်းစိတ်ချမှုရှိတဲ့သူကတော့နှစ်ချင်းခံဖို့အတွက်သူရွေးချယ်ပါလိမ့်မယ်ဘု து ကိုဥပမာပေးရမလဲဆိုရင်အေသီယိုပီအမတ်ဟာသူကယ်တင်ခြင်းတဘောပေါက်တဲ့အခါမှာချက်ချင်းနော်သူရဲ့အမတ်ယာထူးတွေဘာတွေသူမမှတ်တော့ဘူးပတ်ဝန်းကျင်ကဘလို့ပြောมาတဲ့အဲ့ခက်တုံးကအေသီယိုပီအမတ်တာယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားတယ်သိတယ်ဆိုရင်သူဖန်ခံရနိုင်တယ်သူအသက်ခံရနိုင်တယ်ဒါပေမဲ့အဲ့ဒီမျက်နှာတွေမထောက်ဘဲနဲ့သူနှစ်ချင်းတန်းခံတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဒီနေ့ယုံကြည်သူတွေဟာလဲကိုကယုံတယ်ပြောပြီးမှဟိုလူမျက်နှာထောက်နေတယ်ဒီလူမျက်နှာထောက်တယ်ဆိုရင်ကတော့ဒါစဉ်းစားစရာပဲဆိုတဲ့အရာလေးကိုကျမ်းစာနဲ့တကွာကျွန်တော်ထောက်ပြချင်ပါတယ်ရတဲ့ဖြန့်ကောင်းရှိပါစေ